ဒီပင်ကွင်းငှက်ပေါက်လေးကအရန်ပိုက်စာနေခဲ့တယ်သူကကြောက်တုံးတတုံးကိုအစာလုံးမှားထင်ပြီးအမှန်တကယ်ကောက်ယူလိုက်တယ်အမေကသူ့ကိုတားဖို့ခေါင်းငုံလိုက်ပေမဲ့ငှက်လေးရဲ့ကလေးဆန်နဲ့ကြီးချက်ကန့်ကွက်မှုနဲ့ပဲရင်ဆိုင်လိုက်ရတယ်သူ့ကလေးကြီးကြနေတာကိုမြင်နေရပေမဲ့ပင်ကွင်းအမေကသူ့ကိုအစာခွင့်ကျွေးဖို့ပါဆက်ဟန်မပေးခဲ့ပါဘူးဒါကသူမကရက်ဆက်လို့မဟုတ်ပဲသူမကိုယ်တိုင်ရဲ့ဝမ်းပိုက်ထဲမှာလုံးဝဟာလာဟင်းလင်းဖြစ်နေလို့ပါသူတို့အစာမစားရတာရက်ပေါင်းများစွာရှိနေပါပြီသူမကတခုခုကိုစောင့်မျှော်နေတယ်လို့မျိုးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ပင်ကွင်းအဖေကအစာရှာထွက်သွားတာရက်ပေါင်းများစွာရှိနေပြီဖြစ်လို့ပါလမ်းမှာသာတခုခုဖြစ်ခဲ့ပြီးသူအစာနဲ့အတူပြန်မလာခဲ့ရင်သူတို့တွေရက်နေတဲ့နေရာမှာပဲငှက်တွေသွားရုံပဲရှိတော့တယ်ပင်ကွင်းအမေကသမုတ်တရာဘက်ကိုမျှော်ကြည့်နေခဲ့တယ်ဒါပေမဲ့လိုင်းတဘိုးတွေကြားထဲမှာတော့အစာရှာရာကပြန်လာတဲ့ပင်ကွင်းငှက်ဟိုတကောင်ဒီတကောင်ကိုပဲတွေ့ရတယ်ကံမကောင်းစွာနဲ့ပဲသူ့ယောက်ျားကသူတို့ထဲမှာပါမလာခဲ့ဘူးပင်ကွင်းအမေကအရန်ကိုစိတ်ပြတ်သွားခဲ့တယ်အနေရကတိတ်တဆိတ်ချင်းကပ်လာနေပြီဆိုတာကိုတော့သူမှမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာအရေးကြီးတစ်ခုကခေါင်းပေါ်ကနေတက်ပြန်သွားခဲ့တယ်စကူဝါငှက်တွေရောက်ရှိလာတာကချက်ချင်းပဲထိတ်လန့်တကြားဖြစ်သွားစေခဲ့တယ်သူတို့ကအနီးအနားမှာနားလိုက်ပြီးဘဲချိန်မဆိုပင်ကွင်းငှက်ပေါက်လေးတကောင်ကောင်ကိုတုတ်ယူသွားဖို့အသင့်ပြင်နေခဲ့တယ်စကူဝါငှက်တွေကပင်ကွင်းတွေအတွက်မျက်စိနဲ့မမြင်နိုင်တဲ့ထောင်တစ်ခုကိုဖန်တီးလိုက်တယ်လို့ပါပဲသူတို့ရဲ့သားပေါက်လေးတွေကိုပြုစုပြိုးထောင်တဲ့အခါတကောင်ကသာအစာရှာထွက်နိုင်ပြီးကြံတကောင်ကငှက်လေးကိုကာကွယ်ဖို့နောက်မှာကြံနေခဲ့ရတယ်အဲ့ဒီအချိန်မှာပင်ကွင်းငှက်လေးကသူ့အမေစီမှာအစာထပ်တောင်းပြန်တယ်ဒါပေမဲ့အမေကသူ့ခေါင်းကိုစိတ်လိုက်ပြီးနောက်တစ်ခါထပ်ညင်းဖို့စိတ်ကိုမာတင်းလိုက်တယ်ဒီအတော်အတွင်းမှာပဲကီလိုမီတာ80အကွာမှာပင်ကွင်းအဖေကစိုးရိမ်ကြီးနဲ့အမြန်ပြန်လာနေခဲ့တယ်သူ့ဝမ်းပိုက်ထဲမှာတဲလာတာကအစားအစာတက်တယ်မဟုတ်ပဲသူ့မိသားစုရဲ့အသက်သွေးကြောဖြစ်တယ်ကမ်းပေါ်တက်ဖို့ပြင်ဆင်ရင်းပင်ကွင်းအဖေကသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှုကိုရင်ဆိုင်ခဲ့ရတယ်သူ့ရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်နဲ့ဒီလိုမတ်ဆောက်တဲ့တွန်းပေါ်ကိုဘယ်လိုတက်နိုင်မှာလဲလိုင်းလုံးတွေကအင်အားပြင်းပြင်းနဲ့ရိုက်ခတ်နေပြီးအမြုပ်တွေဖြူဖွေးနေခဲ့တယ်ပင်ကွင်းအုပ်တွေကအတူတူလိုက်ပါလာပြီးကန်းဆက်ကတောက်ဆောင်တွေနဲ့အကြိမ်ကြိမ်စောင့်မိနေခဲ့တယ်မရက်မနာရိုက်ခတ်နေတဲ့လိုင်းလုံးတွေကိုရင်ဆိုင်ရင်းပင်ကွင်းတိုင်းကရှုံးနိမ့်မှုကိုရင်ဆိုင်တက်ဖို့တင်ယူရတယ်ဒါပေမဲ့အန္တရာယ်များတဲ့အခြေအနေတွေရှိနေပေမဲ့လည်းပင်ကွင်းအဖေကကမ်းပေါ်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့တယ်လိုင်းလုံးကြီးတစ်ခုရိုက်ခတ်ဝင်လာတဲ့အခါသူ့ရဲ့ခြေသေးတွေကတောက်ဆောင်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့တယ်ခြေလျားတဲ့ခီးလန်းတွေကသူ့ရဲ့ထူးချွန်တဲ့စွမ်းရည်တွေကိုတွေးပေးခဲ့ပြီးတွန်းပေါ်ကိုအောင်မြင်စွာတက်လန်းနိုင်စေခဲ့တယ်ပင်ကွင်းအဖေကသူ့နှလုံးသားထဲမှာပျော်ရွှင်မှုတွေနဲ့အတူအိမ်ပြန်လန်းကိုခြေလန်းတွက်လိုက်တယ်ဒါပေမဲ့အခုသူကနောက်ထပ်အခက်အခဲတစ်ခုကိုရင်ဆိုင်ရပြန်တယ်ကျွန်းပေါ်မှာပင်ကွင်းငှက်ပေါင်းတောင်းနဲ့ချီပြီးရှိနေတယ်သူ့မိသားစုကိုရှာဖွေရတာကကောက်ရိုးပုံထဲမှာအရှာရတယ်လို့ပါပဲဒါအပြင်အစားအစာတွေအပြည့်တဲ့ဆောင်လာရင်သူကရုတ်တရက်ဒီဆောင်အိတ်တလုံးကိုတွဲလာတဲ့ဒီသွားတစ်ယောက်နဲ့တူသွားပြီးဘူဒါယုံကလူပင်လယ်ကြီးထဲမှာပျောက်ကွယ်သွားခဲ့တယ်